အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Kino Star မြန်မာရဲ့ founder အောင်ပြေးဖြစ်ပါတယ်ဗီဒီယိုတွေလည်းမလုပ်တာကြာပြီပေါ့နော်အခုဂျပန်မှာတော့လက်ရှိကတော့တဖြည်းဖြည်းနဲ့နှွေးထွေးတဲ့ရာသီဥတုရောက်လာပါပြီနှွေဦးရာသီဥတုရောက်လာပါပြီဆိုတော့မင်းသားဆန်တို့လည်းအားလုံးပဲနေကောင်းကြရဲ့လားအားလုံးပဲမတွေ့ရကြပြီเนาะဗီဒီယိုလေးမလုပ်တာကြာပြီပေါ့เนาะဆိုတော့ဒီနေ့ဗီဒီယိုလေးမှာဘာလေးမျှဝေပေးခြင်းလဲဆိုလို့ရှိရင်မင်းသားဆန်တို့ခုတ်တူသားဆိုတဲ့ grammar pattern လေးနဲ့ခုတ်တူဟာ9ဆိုတဲ့ grammar pattern လေးကိုရှင်းပြီးတော့မှရှင်းပြပေးခြင်းပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မျှော်လင့်ပါတယ်ဆိုတော့သွားလိုက်ကြရအောင်ပထမဆုံးအနေနဲ့ခုတ်တူသားဆိုတဲ့ grammar လေးကိုအရင်ဆုံးရှင်းပြပေးခြင်းပါတယ်ခုတ်တူသားဆိုတာဒီကျွန်တော်တို့ N5 တွေ N4 တွေနော် N3 level တုန်းမှာဒီခုတ်တူနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးလေ့လာပြီးသွားပြီပေါ့နော်ဆိုတော့အခုဒီနေ့ပြောပြခြင်းနဲ့ခုတ်တူလေးကကြတော့ခုတ်တူဓာဆိုတဲ့တဒါလေးရဲ့နောက်ဆုံးလေးမှာပြောတဲ့စကားလေးပေါ့နော်ဆိုတော့ဘယ်လိုနေရာမှာတုံးတာလဲဆိုလို့ရှိရင်သူကလေသူ့ရဲ့ဒီတဒါရဲ့စိတ်နေသဘောထားအပြင်ဘယ်လိုပုံစံဖြစ်သွားလဲဆိုလို့ရှိရင်တပတ်တော့နည်းနည်းလေးဟိုနည်းနည်းဆရာကြီးလှုပ်ချင်တဲ့ပုံစံမျိုးပေါ့နော်နည်းနည်းတစ်ဖက်ကိုဆရာကြီးတော့လှုပ်ချင်တဲ့ပုံစံမျိုးဒါပေမဲ့ဟိုရိုင်းစမ်းနဲ့သွားပြီးတော့မှဟိုအမင်ပေးတဲ့ပုံစံမဟုတ်ဘဲနဲ့ပုတ်ပုတ်ပပနဲ့ဆရာကြီးလှုပ်ချင်တဲ့ဆိုတဲ့ပုံစံလေးကိုပြောချင်တဲ့အခါမှာဒီလိုတရားလေးကိုသုံးနေဆိုတာဒီမင်းသားဆန်တို့လေ့လာမှာဖြစ်ပါတယ်ဆိုတော့ဥပမာစာကြောင်းလေးတွေကြည့်လိုက်ရအောင်ပထမဆုံးဥပမာစာကြောင်းလေးအနေနဲ့ဥပမာအပြင်ကျွန်တော်ကဖုန်းတစ်လုံးဝယ်လာတယ်ပေါ့နော်ဖုန်းတစ်လုံးဝယ်လာတဲ့အခါမှာဒီဖုန်းရဲ့နော်အသုံးပြုပုံအသုံးပြုနေကိုကျွန်တော်ကမသိဘူးအရင်မှတ်ရမယ်ပေါ့နော်ဆိုတော့တစ်ဖက်လူကကျွန်တော်ကိုကြည့်ပြီးတော့မှဆရာကြီးလှုပ်ပြီးပြောမယ်မင်းကလေအခုမှဝယ်လာတဲ့ဖုန်းနော်မှတ်ချင်တယ်လေးလာခြင်းနဲ့သိခြင်းနဲ့ဒီဖုန်းရဲ့အသုံးပြုပုံအသုံးပြုနေကိုသိခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးနော်ကင်ကြည့်ရမှာပေါ့အရင်ဆုံးစမ်းသက်ကြည့်ရမှာပေါ့ကွာဆိုတဲ့ပုံစံမျိုးလေးနဲ့လာပြီးတော့မှဆရာကြီးလာလုပ်ပြီးတော့မှနော်မင်းလာလှုပ်တဲ့နေဆိုတဲ့ပုံစံမျိုးလာပြောမှာပေါ့အဲ့တော့ဒီဟာလေးကိုကျွန်တော်ကဂျပန်ရဲ့တရားစာကြောင်းလေးနဲ့တိဆောက်ကြည့်မယ်ဆိုလို့ရှိရင်ခေတိုင်တန်ဝါနော်スカイ型を覚えたければまず触ってみることだ触ってみます触ってみるဆိုတာထိကြည့်တယ်၊ကင်ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကစမ်းသပ်ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာပေါ့နော်ဒီပစ္စည်းအသစ်ဖြစ်တဲ့အတွက်ကြောင့်ဒီပစ္စည်းရဲ့အသုံးပြုပုံအသုံးပြုနည်းကိုနားလည်ခြင်းနဲ့မှတ်ခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးကင်ကြည့်တဲ့နဲ့စမ်းသပ်ကြည့်တဲ့နဲ့လုပ်ကြည့်တဲ့နဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဟိုပြောတဲ့ပုံစံလေးပေါ့နော်အဲ့တော့လုပ်ကြည့်တဲ့နဲ့ဆိုတဲ့ဘက်ခီဆိုတဲ့အဓိပ္ပာယ်လေးတွားပြီးတော့မှဟိုတွတ်တူတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီ level မြင့်လာလို့ရှိရင်သုံးတဲ့ခိုတိုးသားလေးတွေကဟိုအထိပ္ပယ်လေးတွေအမျိုးမျိုးရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တေချာသဘောပေါက်နားလည်ပြီးတော့မှเนาะတစ်ဖက်လူကိုပြန်ပြောတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှဟိုအရန်ကောင်းတဲ့ဒီ conversation တခုဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီစာကြောင်းလေးကိုသဘောပေါက်နားလည်သွားပြီဆိုလို့ရှိရင်ကိုယ်ပိုင်စာကြောင်းလေးနဲ့တစ်ဖက်သားကိုဒီခိုးတူစာလေးသုံးပြီးတော့မှဘယ်လိုမျိုးလေးဆရာလေးလုပ်ကြည့်မလဲဘယ်လိုမျိုးလုပ်သင့်လဲဆိုတဲ့အကြောင်းအကြံပြုခြင်းလဲပေါ့နော်ပြောလို့ရပါတယ်ဆိုတော့ကိုယ်ပိုင်စာကြောင်းလေးတွေတိဆောက်ပေးပါဒီခိုးတူသားနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဥပမာတစ်ခုအနေနဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကအခုတလောဓာတ်ရိုက်လုပ်နေတယ်ပေါ့နော်ဓာတ်ရိုက်လုပ်နေတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ရဲ့နော်အတိမိတ်ဆွေတငယ်ချင်းတယောက်ကကျွန်တော်စားနေရကြီးကြည့်ပြီးတော့မင်းဓာတ်ရိုက်လုပ်နေတယ်လည်းပြောသေးတယ်ကွာနော်ကီလိုရီများတဲ့အစားအစာတွေမစားဘူးလေမစားသင့်ဘူးလေဆိုပြီးတော့မှကျွန်တော်လာပြီးတော့ဆရာအနေနဲ့လာလောက်တယ်ပေါ့အဲ့လိုနေရာလေးမှလည်းတော့တုံးလို့ရတယ်ဆိုတော့ဘယ်လိုလေးပြောမလဲဆိုလို့ရှိရင်お前ダイエットしてるでしょ高いカロリーのある食べ物は食べないことだよဆိုတော့高いカロリーのあるカロリーのあるဆိုတာကြတော့ဒီကာလိုရီကあるလို့လည်းသုံးလို့ရတယ်ကယ်လိုရီのあるလို့လည်းသုံးလို့ရတယ်เนาะဆိုတော့ဒီကယ်လိုရီများတဲ့အစားအစာတွေမစားသင့်ဘူးလေမစားရဘူးလေကွာဆိုတဲ့ပုံစံမျိုးလေးကိုမြန်မာလိုပြောလို့ရတာပေါ့နော်ကျွန်တော်မြန်မာလိုကြတော့ကျွန်တော်တို့ကသင်တယ်လို့ပဲဘာသာပြန်မှာဒါပေမဲ့ဒီလိုပုံစံလေးနဲ့ပြောတယ်ဆိုတော့နားလေတဲ့ဘောပေါက်ရင်ရပါပြီနော်ဆိုတော့ဒီဥပမာစာကြောင်းလေးကိုနားထောင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်9 font လေးနဲ့တွဲပြီးတော့ပြောလေနော်ဆိုတော့လုံသင့်တယ်လုံရမှာပေါ့ဆိုလို့ရှိရင် dictionary font လေးနဲ့တွဲပြောတယ်မလုံသင့်ဘူးဆိုတာလေးကိုပြောမယ်မလုံရဘူးလေကွာဆိုတဲ့ပုံစံမျိုးတားမြစ်တဲ့ပုံစံမျိုးလေးဆရာလုပ်တဲ့ပုံစံမျိုးပြောတယ်ဆိုရင်9 font လေးနဲ့တွဲပြီးပြောလို့ရတယ်လို့ကျွန်တော်တို့မှတ်လို့ရတာပေါ့ဒုတိယတရားတစ်ခုအနေနဲ့ခုတ်တိုလေးပါတဲ့တရားလေးပဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခုတ်တိုဝ9ဆိုတဲ့တရားလေးဖြစ်ပါတယ်เนาะဘာလဲဆိုလို့ရှိရင်ခုတ်တိုဝ9ဆိုတဲ့တရားလေးဖြစ်ပါတယ်ဆိုတော့ဒီခုတ်တိုဝ9ဆိုတဲ့ဟာလေးကိုကျွန်တော်နည်းကျွန်တော်ဟန်နဲ့ဘယ်လိုမျိုးဘာသာပြန်လိုက်လဲဆိုလို့ရှိရင်လုတ်เสียအကြောင်းမရှိဘူးမလိုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ပြောချင်တာကအနှစ်ချုပ်ပြီးတော့ဘာသာပြန်လိုက်မယ်ဆိုရင်မလိုဘူးဆိုတဲ့အဓိပ္ပာယ်စူဒူဟီツယောက9ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်เนาะဆိုတော့
အနှစ်ချုပ်ပြီးတော့ပြန်ပြီးတော့မှတ်မယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ပြန်ပြောရမယ်ဆိုလို့ရှိရင်မလိုအပ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပဲကျွန်တော်ဘာသာပြန်ပါမယ်နော်ဆိုတော့ခုတဝါနိုင်သည်ဆိုဒိုဟီဇေဝါနိုင်ဆိုတဲ့အဓိပ္ပာယ်နဲ့တွားပြီးတော့မှတူတယ်လို့ကျွန်တော်တို့မှတ်လို့ရတယ်တနည်းအားဖြင့်မြန်မာလိုနော်ဘာသာပြန်ကြည့်မယ်တင့်တယ်လို့ဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်မလိုအပ်ဘူးဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်ရမှာပေါ့နော်ဆိုတော့အဲ့တော့ဥပမာစာကြောင်းလေးကျွန်တော်တို့ကြည့်ရအောင်ဟာဒီနေ့နော်အပြင်သွားစရာရှိတယ်ပေါ့ကျွန်တော်တငယ်ချင်းတယောက်နဲ့အပြင်သွားမယ်ပေါ့နော်အဲ့တော့တငယ်ချင်းတွေကလည်းအတူတူနေတယ်ပေါ့လေအဲ့တော့အဲ့တငယ်ချင်းကအရင်ပြရခက်ပြီးတော့အပြင်သွားချင်နေပြီသွားမယ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ပြောမယ်အချိန်ရှိတယ်နော်အချိန်ရှိတယ်အဲ့လောက်ထိပြရခက်နေစရာမလိုဘူးအဲ့လောက်ထိနော်အလိုတကြီးလုံနေစရာမလိုဘူးကွာမလိုဘူးလေဆိုတဲ့ပုံစံလေးကိုကျွန်တော်တို့ပြောမယ်ဂျပန်လိုလေနော်အချိန်ရှိတဲ့အတော်ကြောင်းဆိုတဲ့ဟာလေးကိုကျွန်တော်တို့အရင်ဆုံးပြောကြည့်မယ်時間があるからနောက်တစ်ခါ時間があるのでကြိုက်တယ်လို့ပြောလို့ရတယ်နော်ဆိုတော့အဲ့နေရာမှာဒီအချိန်ရှိတဲ့အတွက်ကြောင့်အချိန်ရတဲ့အတွက်ကြောင့်မလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့အဲ့တော့ဆက်ပြောမယ်အဲ့တော့ isogimas လေးကိုကျွန်တော်သုံးလိုက်မယ်နော်ဆိုတော့ဒီအလောတကြီးလောက်တဲ့အလင်းစလိုပြုတ်တယ်ဆိုတဲ့ဟာလေးနော်ဆိုတော့ isogu ခုတော့နိုင်ですよ isogimas ကိုကျွန်တော် dictionary form ပြောင်းလိုက်တော့ isogu ခုတော့နိုင်ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တွဲလိုက်တဲ့အခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အလင်းစလိုလှုပ်စရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့အဲ့တော့ခုတော့နိုင်ဆိုတာဒီနေရာမှာ sudo hitsuyo wa nai ဆိုပြီးတော့ကျွန်တော်လှုပ်စရာမလိုဘူးမလိုအပ်ဘူးဆိုပြီးတော့မှကျွန်တော်တို့နားလည်သဘောပေါက်လို့ရှိရင်အဆင်ပြေပါတယ်ဟုတ်ပြီနော်ဆိုတော့နောက်ထပ်ဥပမာစာကြောင်းလေးထပ်ပြီးတော့မှဖြည့်ဆွတ်ပြီးတော့မှပြောပြပေးခြင်းပါတယ်နော်ဆိုတော့ကျွန်တော်ကမှားနေတယ်အဲ့တော့တကယ်ချင်းတယောက်ကကျွန်တော်လာပြီးတော့ဟာဒီနေ့မင်းမှားနေတာအသေးကွေးနေရလားပေါ့ကျွန်တော်လာပြီးတော့မေးနော်အရင်ကချစ်သူအကြောင်းမင်းထပ်တွေးနေပြီလားထပ်စဉ်းစားနေရလားအဲ့တော့ကျွန်တော်ပြောမယ်နော်ကျွန်တော်အသေးကွဲသွားတဲ့နော်ရှီဆိုတန်းဖြစ်အောင်လှုပ်သွားတဲ့သူရဲ့အကြောင်းကိုစဉ်းစားစရာမလိုဘူးဆိုတော့နော်ဆိုတော့ရှီဆိုတန်းဆိုတာအသေးကွဲတာပေါ့နော်အဲ့တော့ရှီဆိုတန်းဖြစ်အောင်လှုပ်ခဲ့တဲ့လူအကြောင်းကိုစဉ်းစားစရာမလိုဘူးဆိုတဲ့အတိတ်ပဲလေးနဲ့တော့ပြောလို့ရတယ်နော်ဆိုတော့စဉ်းစားတာကိုခံကြရတဲ့နော်ခံကြရတဲ့အဲ့ဒါကိုအနောက်ကခွတ်တော်ဝနိုင်လေးနဲ့တွဲလိုက်တဲ့အခါကျတော့ခံကြရတဲ့ခွတ်တော်ဝနိုင်လို့ပြောလိုက်တဲ့အခါကျတော့စဉ်းစားစရာမလိုဘူးခံကြရတဲ့ခွတ်တော်ဝနိုင်ですよနော်နောက်တစ်ခါဒီတတိယလာတော့ဘာလို့လဲပြောလို့ရတယ်နော် omoitasu ခွတ်တော်ဝနိုင်ですよနော်ပြောလို့ရတယ်ဆိုတော့ဒီတရားလေးကိုနားလည်သွားပြီဆိုလို့ရှိရင်ကိုတည်ထားတဲ့စကားလုံးလေးတွေနော်အစားထိုးပြီးတော့မှအများကြီးစကားတွေဖောင်ဖွဲ့ပြီးတော့မှကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်မြန်မာစကားမှလောင်ရှိရတယ်နော်တတက်မတာဆက်မတာတထမတက်ရင်စာမတက်ဘူးဆိုတဲ့ပုံစံအတိုင်းပဲစကားပြောကိုဒီတိုင်းအလွတ်ကျက်ပြီးတော့ပြောတာထက်တရားလေးတွေနားလည်ပြီးတော့မှတရားကိုတည်ထားတဲ့ခိုးတူပါတွေနော်အများကြီးအစားထိုးပြီးပြောမယ်ဆိုလို့ရှိရင်ကိုတည်ထားတဲ့တစ်ခုတည်ကိုတည်ထားတဲ့တရားလေးတစ်ခုတည်စကလုံး100တည်ထားတယ်ဆိုလို့ရှိရင်အဲ့100နဲ့ပြောလို့ရတယ်ဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြချင်ပါတယ်ဆိုတော့တရားလေးတွေရအောင်လဲလုပ်မယ်ပေါ့နော်ဆိုတော့ဒီအရှိမသူ့ရဲ့စေစိုးဆိုကိုအနေနဲ့ချိတ်ဆက်တဲ့စကလုံးလေးအနေနဲ့ဘာလေးလိုက်လဲဆိုလို့ရှိရင် dictionary form တစ်မျိုးပဲလိုက်တယ်လို့မှတ်ထားပေးပါ dictionary form တစ်မျိုးပဲလိုက်ပါတယ်เนาะကိုတိုဝါနိုင်ရဲ့အရှိမ dictionary form တစ်မျိုးပဲလိုက်ပါတယ်ဆိုတော့မင်းသားဆန်တို့လည်းခုနကတော့ကိုတိုသားဆိုတာဒီဘယ်လိုအဓိပ္ပာယ်လဲကိုတိုဝါနိုင်ဆိုတာဒီဘယ်လိုအဓိပ္ပာယ်လဲဆိုတော့တေချာသဘောပေါက်နားလည်ပြီးတော့ဒီနှစ်ခုရဲ့မတူတဲ့အချက်ကိုเนาะတေချာလေးစဉ်းစားပြီးတော့မှဒီတစ်ဖက်လိုเนาะစကားပြောလေးတွေလုပ်ကြည့်ပါဦး communication လုပ်ကြည့်ပါလို့မျှဝေပေးခြင်းပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခြင်းပါတယ်เนาะဆိုတော့ဒီနေ့ဗီဒီယိုလေးကိုเนาะကြည့်ပြီးတော့မှကိုအတွက်ဘ ഹു တုဒ္ဒတွေရသွားရဆိုလို့ရှိရင်လည်းအခြားသူတွေသိအောင်မျှဝေပေးဖို့မမေ့ပါနဲ့ like share လေးတွေလုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်皆さんお疲れ様ですバイバイ